စိတ်မကောင်းစရာအကောင်းဆုံးကတော့အသက်12နှစ်အရွယ်သားငယ်လေးဟာမိခင်ဖြစ်သူထွက်မသွားဖို့ဒူးထောင်ငိုယိုတောင်းပန်ခဲ့ပေမဲ့မနစ်ကတော့လှည့်မကြည့်ပဲထွက်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။ချစ်ချင်းမြတ်တာဆိုတာအချိန်ကြီးအကြာကြီးတိဆောက်ခဲ့ရပေမဲ့ပြိုလဲသွားဖို့အတွက်တော့စင်ကြေတစ်ခုပဲလိုအပ်ခဲ့တာလား။ထိုင်းနိုင်ငံချောင်ပူရီမြို့မှာဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရပ်ကတော့လူမှုကွန်ရက်တစ်ခုလုံးကိုတုန်လှုပ်စေခဲ့ပါတယ်။အိမ်အောင်သက်18နှစ်သားသမီး2ယောက်နဲ့တိဆောက်ခဲ့တဲ့မိသားစုဘဝကိုဇနီးဖြစ်သူကဘာကြောင့်စွန့်ပစ်သွားခဲ့ရတာလဲအဖြေကတော့ခင်ပွန်းဖြစ်သူအတွက်အင်မတန်နာကျင်စရာကောင်းနေပါတယ်ဇလန်းရဲ့အဓိကဇာတ်ကောင်ကတော့အသက်58နှစ်အရွယ်ကိုပွိုင်းလိုလူသိများတဲ့ကွန်ပျူတာနဲ့ဖုံးပြင်စရာတူပါသူဟာဇနီးဖြစ်သူမနစ်နဲ့အတူအိမ်အောင်သက်18နှစ်တိုင်တိုင်လက်တွဲခဲ့ပြီးအခုဆိုရင်အသက်15နှစ်နဲ့12နှစ်အရွယ်သား2ယောက်တောင်ထုံးကားနေပြီဖြစ်ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ဧပြီလ17ရက်နေ့ညတန်းကောင်ရံမှာတော့သူတို့မိသားစုရဲ့ကဘာလီတစစီပြိုကွဲသွားခဲ့ပါတယ်။အိမ်ရှိက CCTV မှတ်တမ်းတွေအရမနစ်ဟာအဝတ်အစားထုတ်တီကိုကိုစီနဲ့အိမ်ရှိမှာစောင့်နေတဲ့ကားတစ်စီးပေါ်တက်သွားခဲ့ပါတယ်။အဲ့ဒီကားပေါ်မှာကတော့သူမရဲ့ချစ်သူတစ်လို့ဆိုရမယ်အသက်35နှစ်အရွယ်လူငယ်တဦးပါရှိနေတာပါ။စိတ်မကောင်းစရာအကောင်းဆုံးကတော့အသက်12နှစ်အရွယ်သားငယ်လေးဟာမိခင်ဖြစ်သူထွက်မသွားဖို့ဒူးထောက်ငိုယိုတောင်းပန်ခဲ့ပြီးမြဲမနစ်ကတော့လှည့်မကြည့်ပဲထွက်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်ရပ်မှာလူပြောအများဆုံးဖြစ်သွားတဲ့အချက်ကတော့ဇနီးဖြစ်သူရဲ့အကြောင်းပြချက်ပါပဲ။သူမကကိုဝိုင်းဟာအသက်ကြီးလာတာနဲ့အမျှအိမ်တော်သက်ဒုက္ခကိုအပြည့်အဝမပေးနိုင်တော့ဘူးလို့အကြောင်းပြခဲ့ပါတယ်။ဒါပေမဲ့ကိုဝိုင်းဘက်ကတော့ဒါကိုပြက်ပြက်သားသားညင်းဆိုလိုက်ပါတယ်။ကျွန်တော်ဟာအသက်58နှစ်ရှိပြီဖြစ်လို့လူငယ်တယောက်လိုအားအိမ်မရှိတာဟာတဘာဝဖြစ်ပေမဲ့အိမ်တော်သက်တာဝန်ကိုတော့ပုံမှန်အတိုင်းကြည်ပွန်ခဲ့ပါတယ်လို့သူကဆိုပါတယ်။ဇနီးဖြစ်သူကသူ့ကိုလူငယ်တယောက်နဲ့နှိုင်းယှဉ်ပြီးအဆက်ခွဲဖို့အတွက်ဒါကိုအကြောင်းပြချက်တစ်ခုအဖြစ်အသုံးချခဲ့တာလို့သူကယုံကြည်နေပါတယ်။အခုဆိုရင်ကိုဝိုင်းဟာသူ့ရဲ့တိတ်ခါကိုပြန်လည်စိတ်တင်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ဖောက်ပြန်တဲ့သူကိုဥပဒေအရအပြတ်သက်တရားစွဲဆိုသွားမှာပါ။တစ်ဖက်လူကသူ့ဟာဥပဒေကြောင်းစင်းဖြစ်လို့တရားစွဲတာကိုမကြောက်ဘူးလို့ကြုံဝါထားပြီးမြဲကိုဝိုင်းကတော့လက်ထပ်စာချုပ်ကိုကင်ဆွဲပြီးတရားမျှတမှုအတွက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။အခုချိန်မှာကျွန်တော်အတွက်အရေးကြီးဆုံးကသား2ယောက်ရဲ့အနာဂတ်ပါပဲလို့သူကမျက်ရည်လန်းလွှဲနဲ့ပြောကြားခဲ့ပါတယ်။အိမ်တော်သက်တစ်ခုမှာအပိအယူနဲ့နားလည်မှုကအဓိကလားဒါမှမဟုတ်ကာမဂုဏ်ကပဲအရာရာကိုဆုံးဖြတ်သွားတာလားမိသားစုကိုစွန့်ခွာသွားတဲ့ဒီမိခင်တယောက်ရဲ့လုပ်ရက်အပေါ်ပရိသတ်ကြီးကတော့ဘယ်လိုမြင်ကြလဲခင်ဗျာကျွန်တော်တို့ရဲ့ကိုမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး